ဒေါငန်းဘုကုန်း website ကနေပြီးတော့မှထီထိုးထားတဲ့သူတွေအနေနဲ့ထီပေါက်လာခဲ့ရင်ဘယ်လိုထုတ်အောင်လဲဆိုတာနဲ့ပတ်သက်ပြီးပြောပြပေးမှာဖြစ်ပါတယ်စုငွေက30အထက်ဆိုရင်တော့နီးစပ်ရာနှုံရောက်ဘဏ်မှာသွားပြီးတော့ထုတ်အောင်မှာဖြစ်ပြီးတော့30အောက်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာပဲထုတ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့စုငွေထုတ်ဖို့အတွက်ဒေါငန်းဘုကုန်း website ထဲကို login ဝင်လိုက်ပါပြီးရင်ကျွန်တော်တို့ဂျုံးချက် menu ဆိုတာရှိပါတယ်အဲ့ထဲကိုတစ်ချက်ဝင်လိုက်မယ်ပေါ့နော်အဲ့ထဲဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ Chulgum ဆိုတာရှိပါတယ်ဒီ Chulgum ကိုနှိပ်ပြီးတော့မှကျွန်တော်တို့ရဲ့ဘဏ်အကောင့်ကိုမှတ်ပုံတင်ပေးရမှာပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကိုယ့်ရဲ့ဘဏ်အကောင့်ကိုမှတ်ပုံတင်ဖို့အတွက် Chulgum Gejwa download ဆိုတာကိုတစ်ချက်နှိပ်ပေးလိုက်ပါအဲ့ဒီမှာအမှန်ကြီးလေးချစ်ပြီးတော့မှကျွန်တော်တို့ရဲ့ဘဏ်ကိုရွေးပေးရမှာဖြစ်ပါတယ်ဟာနာလား IPK လားပြီးရင်ကိုယ့်ရဲ့ဘဏ်အကောင့်နံပါတ်ကိုထည့်ပေးရမယ်ဒီနေရာမှာကျွန်တော်တို့ဝန်ဆောင်ကစုစုရီက300ကျပ်တင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပေါက်တဲ့ပမာဏနည်းတယ်ဆိုရင်တော့မထုတ်ဖဲနဲ့ထားတာကောင်းပါတယ်ကိုယ့်ရဲ့ဘဏ်အကောင့်ထည့်ပြီးပြီဆိုရင်တော့ download ကိုနှိပ်လိုက်ပါဒီနေရာမှာ Chulgum ရိုချောင်းကုန်းမဲ့တဲမှာတော့ကိုထုတ်ချင်တဲ့လောက်ပမာဏထုတ်လို့ရပါတယ်ကျွန်တော်တို့9000ဆိုတော့9000လဲရမှာစုစုရီက300နှုတ်တဲ့အတွက်4900ပဲကျန်ပါတယ်အဲ့တော့ကျွန်တော်4900အထိထုတ်လို့ရတယ်ပေါ့နော်ဥပမာ10သိန်းပေါက်တယ်ထားပါတော့10သိန်းပေါက်တယ်ဆိုရင်ကိုက10သိန်းမထုတ်ချင်2သိန်းလောက်ပဲထုတ်ချင်နေတယ်ဆိုရင်လည်းရပါတယ်ပြီးရင်တော့ကျွန်တော်တို့ Bigo မှာတော့ဘာမှဖြည့်စရာမလိုအောက်ကဘီမီဘောနိုမှာတော့ကျွန်တော်တို့ရဲ့ဒေါငန်းဘုကုန်း account password ကိုထည့်ပေးဖို့လိုပါတယ်ပြီးတော့ရင်တော့ Chulgum ရှင်းချောင်းစွာကိုနှိပ်လိုက်ပါဒါပတ်စံကအခုလျှောက်ခုရတာမျိုးတော့မဟုတ်ပါဘူးအခုဒီနေ့လျှောက်တယ်ဆိုရင်လက်ဖြန်ညနေ3နာရီလောက်မှရတယ်လို့ပြောပါတယ်လျှောက်တာကတော့အောင်မြင်စွာပြီးဆုံးသွားပြီပေါ့နော်ကြည့်လိုက်မယ်ဆိုရင်ဒီမှာ Chori June ဆိုပြီးတော့ပြနေပါလိမ့်မယ်အဲ့ဒါဒီနေ့ကျွန်တော်လျှောက်တာဖြစ်တဲ့အတွက်လက်ဖြန်ညနေ3နာရီလောက်ဆိုရင်ကျွန်တော်လျှောက်တဲ့ပမာဏကကျွန်တော်ဘဏ်အကောင့်ထဲကိုဝင်လာမှာဖြစ်ပါတယ်